Hey, အော်စီဂျင်ကနေတစ်ထုတ်လုပ်ထားတဲ့ Sweet Dream Lady Sanitary Pad အနေနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ဒါဆိုအော်စီဂျင်ရဲ့ Sweet Dream Lady Sanitary Pad ကကျမတို့ main ကလေးတွေရဲ့ပြည့်ပြည့်ရဲ့တိုင်းအတွက်ဘယ်လိုလေးတွေကောင်းလဲ။ ပါလွာတဲ့ဂျဲတိုက်မျိုးစားဖြစ်ပြီး iron chip ကတော့အနံ့ဆိုးတွေကိုဆုပ်ယူစေတယ်။ဆုပ်ယူမှုအားလည်းကောင်းတယ်။လေဝင်လေထွက်ကောင်းတယ်လို့ယူတာတွေပေါက်တာတွေလည်းလုံးဝမရှိစေပါဘူးရှင်။ခြောက်သွေးမြန်ပြီးတက်တောင့်တက်တာလည်းရှိစေပါတယ်။နူးညံ့တော့ပေါင်ကြားပွန်းတာတွေလည်းလုံးဝမဖြစ်စေပါဘူးနော်။ညဝဲအိတ်မယ်ဆိုရင်တော့တညာလုံးနှစ်ချက်အိပ်ပျော်စေပါတယ်။အဓိကဂျာမနီကုန်ကျန်း instant layer ပါဝင်တာကြောင့်ဝတ်ထားတဲ့အခါမှာပေါ့ပေါ့ပါပါရှိပြီးတော့ပုံမှန်ပေါင်းမိတွေဝတ်ထားရတယ်လို့ပဲယုံကြည်မှုတွေပိုရှိစေတာပေါ့။ပတ်ကိုအသုံးပြုတဲ့အခါမှာရောင်စုံပါခါကျုပ်ကိုရှေ့ဘက်မှာထားပြီးတော့ဝေပေးရမှာပဲဖြစ်ပါတယ်။သုံးပြီးတဲ့အခါမှာလည်းဘေးအရာနှစ်ဖက်ကိုဖြဲပြီးအောက်ဖက်ကိုဆွဲထုတ်လိုက်ရုံပါပဲနော်။ Sweet Dream Lady Sanitary Pad လေးကရွေးချယ်စရာဆိုင်နှမျိုးရှိပြီးတော့ကိုဝင်ဆောင်တွေရေးပွားပြီးချိန်ဒီမှာလည်းအသုံးပြုလို့ရပါတယ်။ဒါကြောင့်အရွယ်သုံးပါအမျိုးသမီးတိုင်းအတွက်ရွေးချယ်တဲ့ Sanitary Pad လေးပဲပေါ့။